ရှင်တောင်းရင်ကြီးသည်ကျွန်ုပ်တို့ဘက်ရှေးကရည်တည်ထိုက်ခိုက်တောင်းနေစေပြီချမ်းသာမှုတွေကိုတိုင်းများစွာကိုရချုံပြီးခရစ်တော်ထဲမှာလုံးဝဖွင့်လို့မရတော့ဘူးလုံခြုံစေယေရှုထဲမှာလုံခြုံနေပြီကိုရောသာထာဝရOh